ကျွန်တော်အခု Vietnam textile ပေါ့နော်ရဲ့ဖိတ်ခေါ်ချက်အရကျွန်တော်တို့ Viet ရဲ့ show သွားတာပေါ့နော်ကျွန်တော် MGMA အနေနဲ့ကတော့ကျွန်တော် boot တစ်ခုယူထားတယ်ပြီးတော့ကျွန်တော် main မြန်မာကို promote လုပ်ဖို့အတွက်ဒီနှစ်ကနေစပြီးတော့ boot တစ်ခုယူပြီးတော့ promote လုပ်တာပေါ့ကျွန်တော်အဓိကကတော့local မှာဒီ base supplier တို့ accessory supplier တို့လိုချင်တဲ့ members တွေကိုအဓိက exposure များများရအောင်လို့ကျွန်တော်တို့ပါဝင်ခြင်းဖြစ်ပါတယ်ကျွန်တော်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဒီ CNB စိတ်ယုံတွေ member တွေအနေနဲ့လည်းစိတ်ဝင်စားတဲ့လူတွေလိုက်ခဲ့ကြပြီးတော့သူတို့ရဲ့ဒီ FOB partner တွေနဲ့ပူးပေါင်းပြီးတော့ဘယ်လိုမျိုး supplier တွေနဲ့အလုပ်လုပ်လို့ရမလဲဆိုတဲ့ဥစ္စာကိုလည်းအဓိကလေ့လာခဲ့ပါတယ်ကျွန်တော်အဲ့မှာအဓိက program တစ်ခုအနေနဲ့ကျွန်တော်တို့နိုင်ငံတကာကျန်တဲ့ Textile and Apparel Association တွေနဲ့ပူးပေါင်းပြီးတော့ဆွေးနွေးတဲ့ပွဲလေးတစ်ခုတက်ရောက်ဖြစ်ပါတယ်အမှုဆောင်အနေနဲ့အဲ့ပွဲမှာတော့အဓိကအဖြစ်အခုလက်ရှိကမ္ဘာမှာဖြစ်ပျက်နေတဲ့ကိစ္စလေးတွေကိုဆွေးနွေးပြီးတော့အထည်ချုပ်ကဏ္ဍကိုဘယ်လိုသွားရိုက်ခတ်လာနိုင်မလဲဆိုတဲ့ဥစ္စာကိုအဓိကဆွေးနွေးပါတယ်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံကြားအခွန်တွေတိုးကောက်တဲ့ကိစ္စတို့ဒီပထဝီနိုင်ငံရေးအနေအထားတွေကိုနည်းနည်းပါးပါးဆွေးနွေးဖြစ်ပါတယ်ဆိုတော့မြန်မာအနေနဲ့ကတော့လက်ရှိအနေအထားမှာကျွန်တော်တို့ Expo ကဏ္ဍ CNP နဲ့ပဲစနေတဲ့အတွက်FOB ကိုမပူးပြောင်းနိုင်သေးတဲ့တက္ကသိုလ်မှာကျွန်တော်တို့ကတော့လိလာသူတယောက်အနေနဲ့ပဲတက်ရောက်ပြီးတော့ဆွေးနွေးဖြစ်ပါတယ်အဲ့ဒါကဒီ international fair တွေကိုကျမတို့သွားတဲ့အခါမှာအသင်းအနေနဲ့အကျိုးရလဒ်ထွက်နိုင်တဲ့ activities မျိုးကိုပူးပေါင်းပြီးတော့ဆောင်ရွက်တာမျိုးကိုကျမပို့ပြီးတော့ဖြစ်စေချင်တာပေါ့နော်ဒါကြောင့်မို့လို့လဲဒီတစ်ခေါက်မှာတော့ကျမတို့ MGMA လိုပဲအဖွဲ့အစည်းတွေဖြစ်တဲ့အာဆီယံနိုင်ငံကဒီအထည်ချုပ်အသင်းအဖွဲ့တွေကိုချိတ်ဆက်တဲ့က VTech ဆိုတဲ့အဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီးတော့ကျမဒီ Ho Chi Minh City of College Technology ကိုသွားပြီးတော့လေ့လာဖို့အတွက်ကျမတို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်လေ့လာတဲ့အခါသင်တန်းကျောင်းကနေဘာတွေရနိုင်မလဲဆိုတဲ့အချက်လက်ပေါ်ပြောရလို့ရှင်ကျမတို့လက်ရှိသင်တန်းကျောင်းမှာလုပ်နေတာကregular training က၄ခုလောက်ရှိတယ်အဲ့ဒီအပြင်ဒီထက်ပိုပြီးလုံနိုင်မဲ့သင်တန်းမျိုးကိုသွားလေ့လာတဲ့အခါဒီ Ho Chi Minh City of College Technology မှာသူကအဓိက short courses တွေကနဲတယ်သူတို့က institutional ဖြစ်နေတဲ့အခါကျတော့သူတို့ကဒီ college လိုမျိုးဖြစ်တဲ့အတွက်နှစ် program တွေများတာပေါ့နော်အဲ့တော့လေ့လာကြည့်လိုက်တဲ့အခါဆိုရင်ကျမတို့ ਨੇ relevant ဖြစ်တဲ့ဒီဟိုအပိုင်းတွေပေါ့ဒီ sewing technique နဲ့ဒီ pattern making တွေဆိုရင်တော်တော်လေးတူတယ်ပြောရမယ်ပေါင်းပြီးလုပ်မယ်ဆိုရင်ပူးပေါင်းပြီးလုပ်မယ်ဆိုရင်လေဒါတော်တော်လေးအကျိုးရလဒ်ရှိမယ်ပထမဆင့်အနေနဲ့ကတော့ approaching mind ကိုပဲကျမတို့သွားပြီးတော့နောက်ပိုင်းအဆင့်မှာတော့ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မယ့်အဆင့်ကတော့ဆက်ပြီးတော့ဆွေးနွေးနေရမယ့်အဆင့်လို့ကျမဒါလေးရှင်းပြချင်ပါတယ်ကျေးဇူးတင်ပါတယ်